အခုရေဖြန်းနေတာဘယ်လောက်ကြာပြီလဲသိလား3 နာရီလောက်ရှိနေပြီနင်းတက်တဲ့အချိန်ဖြုံးနေတာလားနင်းထမင်းချက်ရအောင်မယ်ဟင်းချက်အောင်မလဲအမေကြီးရဲ့ထမင်းဟင်းချက်ပြီးပါပြီရှင်ထမင်းဟင်းချက်ပြီးတာမှန်တယ်လေဒါပေမဲ့ထိပ်ပြကျန်တဲ့အလုပ်တွေလုပ်ကြရအများကြီးရှိသေးတယ်လေအဝတ်တွေရှော်အောင်မလဲအိမ်ရဲ့ဝေယဝတ်စားတွေအများကြီးနင်းလုပ်အောင်မလဲဟုတ်ကဲ့လုပ်လိုက်ပါမယ်ရှင်ပြောလိုက်ရင်ဟုတ်နဲ့ရစားကြတော့ပို့ပြီးတော့လိုချင်တယ်နည်းနည်းလေးပဲတိုးခိုင်းမိတာပါဟောနည်းနည်းလေးပဲတိုးခိုင်းမိတာဟဟလားနည်းနည်းလေးတိုးစေကြီးအလုပ်ကိုကြိုးကြိုးစားစားနဲ့လဲဟုတ်ပြီလားဟုတ်ကဲ့ဒီမှာနင်းကိုလည်းပြောထားအောင်မယ်မကြခင်လေးငါသားလေးနိုင်ငံသားနေပြန်လာတော့မှာငါသားလေးပြန်လာရင်ငါသားလေးနောက်ပူပူကက်ကက်နေတော့ငါမကြိုက်ဘူးနော်ဟုတ်ကဲ့အတက်နိုင်သော9000လောက်ခွာပြီးတော့နေကြားလားဟုတ်ကဲ့ရှင်ပြီးတော့နင်းမျက်လုံးလေးရလေငါသားကိုချစ်စင်လို့လေးကြည်တာမျိုးတို့ဒါတွေပါလေးပြလိုက်ပဲမလုံးနဲ့နော်သိတယ်နော်ဟုတ်ကဲ့ဟုတ်တော့လားဟုတ်ကဲ့အေးအဲ့ဒါကိုလည်းဂယုဆိုင်ဒီမှာနေအလုတ်ကောင်းကောင်းမလို့ရင်ငါရွာကိုပြန်ပို့လိုက်မှာနားလေလားရွာတော့ပြန်မပို့ပါနဲ့နော်တောင်းပန်ပါလေရှင်အေးရွာကိုပြန်မပို့စေခြင်းအလုတ်ကိုကြိုးကြိုးစားစားလုပ်ကို့ဘဝကိုနားလေလိုက်ရင်ဟုတ်ကဲ့နင်တို့ဘဝလေဘန္နာဆာဆုပ်အုတ်ချမ်းမြတ်ပေါက်တက်တန်သေးပန်းကလေးကချေအောက်တန်းစားတွေဟဲ့နားလေလားအောက်တန်းစားတွေနားလေလားအမေကြီးကျမတူမဘာဖြစ်လို့လဲရှင်ဘာကျမတူမဘာဖြစ်လို့လဲဟဲ့လားနင်တူမရေးဖြန်းတာ3နိုင်လောက်ကြာနေပြီဟဲ့နားလေလားဟုတ်ကျမကောင်းကောင်းလေးဆုံးမလိုက်ပါမယ်အမရှေ့ကြမှာလာပြီးဆုံးမပြတယ်ဟဲ့လားတေးသေးချာချာမဆုံးမလို့ခုလိုဖြစ်နေတာပေါ့ဒီမှာနင်လဲနစ်တူမောက်သေးချာဆုံးမထားနော်မဆုံးမလို့နင်မအိမ်ဝေါနေခေါင်းနဲ့ဆင်းရမယ်မှာကြားလားဟုတ်ကဲ့ကဲပဲမပြောချင်ဘူးဟဲ့ငါတူမနင်ရေလောင်းတာတလောက်ကြားရသလားဟုတ်ပါဘူးတော်လေးရေရေပိုက်ခုနေရနဲ့ပင်နေရကြာသွားတာအေးထားလိုက်တော့ငါနင့်ကိုပြောထားမမြင်မဟုတ်လားဒီနေ့အမေကြီးအသားပြန်လာမယ်ဆိုတာမမြင်လေဒါနဲ့ तू ကဘာဖြစ်နေလို့လဲ तू ကလေအမေကြီးရဲ့တူဦးရေတော့တာနင်းနေဆိုတဲ့အဲ့ဒါကြောင့်နင့်ကိုအနေထိုင်ဆင်ချင်းလို့ပြောတာဟုတ်ပါပြီဒီကကျမပဲအနေထိုင်ဆင်ချင်းပြီးမှနေလိုက်ပါမယ်ဟုတ်ပြီလားဟုတ်ပြီရာသီဥတုကလည်းပူလောင်းညာပဲအဲ့ဒါမျိုးမြန်မာပြည်ပြန်မလာချင်တာဘူးမှမရှိကြဘူးလားမမီဟဲ့ငဲမနေနဲ့ရေလောင်းပြင်းလဲတော်လေးကိုလေလာကိုဟုတ်ကဲ့ရှင်ဟေးအကုန်စောကုန်ပြီနင်ကဘယ်လိုလုပ်လိုက်တာလဲဒီမှာရေလောင်းနေရလေမတွေ့ဘူးလားငေါ့လာအော်နေရအောင်နေရဘာလို့မို့လို့လဲငါဘာလို့လဲဆိုတာနင်သိထားဖို့လိုတယ်နင်ရုပ်ကိုကြည့်လိုက်တာနဲ့ပေတိပေဆောက်ညစ်တိညစ်ပတ်နဲ့အင်ခုမတန်းသိနိုင်တယ်ဒီမှာငါအခုစောကုန်ပြီနင်ဘယ်လိုလုပ်ပေးမှလဲအခုငါကိုပေါ်မှာတင်ထားတဲ့ပစ္စည်းတွေကဘလောက်တိဈေးကြီးရယ်ဆိုတာနင်သိလားမသိဘူးဘလောက်မို့လို့လဲနင်တို့တန်းစားတွေကလေပြောလဲသိမှလည်းမဟုတ်ပဲနဲ့ပွားပြီကွာတော်လေးကျင်းမမလေးကသားလေးရေစုပ်ကုန်ပြီဒုက္ခပါပဲငါတော့မှငါသားလေးကိုနေမတိုးလေမထီအောင်ထားတာအခုငါသားလေးရေစုပ်ကုန်ပြီနေဘယ်လိုလုပ်လိုက်တာလဲပြောစမ်းမေကြီးရဲ့တားပေါ့နော်ဟုတ်တယ်လေငါနေကိုပြောထားတယ်လေမကြခင်ငါသားလေးရဲ့နိုင်ငံခြားပြန်လာတော့မှလို့ပြောထားတယ်လေဒုက္ခပါပဲပြမြကုန်ဒုက္ခပဲဒေါ်ထူးရေတပည့်ယူပြီးမြန်ဆုံးလာခဲ့ပေးစမ်းမဒီဘက်ကသားလေးမြန်တော့မဖြားကုန်ဒုက္ခဒေါ်ထူးရှစ်တူမတော်နမောနမဲနိုင်တာပဲရေကိုအားကြီးနဲ့ပက်ထက်လက်တာကြည့်တဲ့မောသားလေးကိုရေရွှဲကုန်ပြီအမေရဲ့ကျမတူမလေးစားကျမတောင်းပန်ပါတယ်ကျမသူ့ကိုကောင်းကောင်းမဆုံးမတာကျမအမားပါနောက်ခံဖြစ်စေရပါဘူးအိုးမဆုံးမလို့ဟဲ့လားဟင်နေတောင်းမနာနှစ်ခါရှိပြီနော်တောင်းပန်ဆုံးတော့မလို့နားလဲလားအခုလဲကြည့်စမ်းငါသားလေးတကယ်ညာပြန်လာရင်ငါသားနဲ့9000အကွာမှာနေပါလို့ပြောထားခုကြည့်စမ်းတထွားတော့မရှိတော့ဘူးဟင်မေကြီးရဲ့တမီးလာခဲ့တာမဟုတ်ဘူးမေကြီးရဲ့တားလာခဲ့တာအဲ့ဒါနေအတော့မကြလို့ပေါ့ဟင်ဟောတွေ့လားငါသားလေးနိုင်တော့ချီကုန်ပြီဒါစိတ်ကအမြန်သွားအောင်တော်တုံးတော့မလွယ်ဘူးရှင်ဒါကတလားနင်တို့လေငါတတ်မထိုင်တဲ့နဲ့လုတ်ချလိုက်ပြန်ပြီတော်လေးရလဲ तू ကမေကြီးရဲ့တာမန်လို့တမီးကဘယ်လိုလုပ်သိမှလဲလို့အေးအခုအမေကြီးကငါတို့နဲ့ရွာပြန်ပွင့်ဘယ်လိုလုပ်မလဲအခါကျငါတို့နဲ့ဒုက္ခရောက်ပြီရဲ့အေးမငုံမနေပါနဲ့တော့လာတော်လေးဆလင်းပေးပါမလား